ကုသိုလ်နှင့်ရှင်တွဲရပါစေသာအာရမဏပစ္စယောမျက်စိနှင့်နားသည်နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသာအဓိပတိပစ္စယောယုံနှံနှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသာအနန္တရပစ္စယောညာလာစွာသောကုသိုလ်တရားတွေကိုကိုယ်တိုင်ပြုကျင့်ရပါစေသာတမနန္တရပစ္စယောယုံနှင့်နံအတူရှိသောတရားတို့ကိုမျက်မှောက်ပြုရပါစေသာတာဟဇာတပစ္စယောရုပ်ချင်းနံချင်းထင်ရှားစွာသိရပါစေသောအညမညပစ္စယောယုံမနံတို့နာမယုတ်တို့ပြောင်းလဲ၍သိရပါစေသောနေတရပစ္စယောယုံနံနှစ်ပါးတို့၏တရားကိုသိရပါစေသာဥပနေတရပစ္စယောရဏသုံးပါးကိုဥထိတ်ထားရပါစေသာပုယေဇာတပစ္စယောရှေးကဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသာပစ္စာဇာတပစ္စယောနောက်၌ဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသာအာတေဝနာပစ္စယောလူရဆန္ဒမရှိအောင်ပြည့်စုံရပါစေသာကမ္မပစ္စယောကံသုံးပါးကိုထိမ့်သိမ်းနိုင်ရပါစေသာဝိပါကပစ္စယောဝိကျွေးသုံးတွေကိုပယ်ဖျက်ရပါစေသာအာဟာရပစ္စယောလူရဆန္ဒကိုပြည့်စုံစွာထောက်ပံ့နိုင်ရပါစေသာအိန္ဒြိယပစ္စယောယုံနာကိုထိမ့်သိမ်းတတ်သောပညာနှင့်ပြည့်စုံရပါစေသာဇာနာပစ္စယောသူတော်ကောင်းတရား9ပါးနှင့်ဉာဏ်စဉ်5ပါးတို့နှင့်ပြည့်စုံရပါစေသာမက္ခပစ္စယောဘာဝနာ2ပါးအပေါင်းတို့အာယုံဖြစ်၍အထုထိတ်ပညာကိုရပါစေသာတံပယုတ်တပစ္စယောသူတော်ကောင်းတို့နှင့်ပေါင်း၍9ဖြာသောတရားနှင့်ရှင်တွဲရပါစေသာဝိပယုတ်တပစ္စယောသူယောမာနှင့်ဝေး၍အကုသိုလ်နှင့်ကင်းရှင်းရပါစေသာအဋ္ဌိပစ္စယောသမုဒိနေ၏အရှင်ကိုဟုတ်မှန်စွာသိရပါစေသာနတ္ထိပစ္စယောပရမကမရှိတရားကိုအတိကိုမျက်မှောက်ပြုရပါစေသာဝေဂါဒပစ္စယောရှင်း၌ပွင့်ကိုပြီးသောဘုရားတို့ကိုရှိခိုးရပါစေသာအဝိကတပစ္စယောပွင့်လက်တန်သောဘုရားတို့ကိုလည်းရှိခိုးရပါစေသာပဋ္ဌာန်းဒေသနာတော်အမြဝေဣတာဝဒါစအမေဟိပဋ္ဌာနေဗဏိတံတုပံတံပေတဏ္ဏနုမောတံတုတတ္တမထိတိကာမိနောတာရုတာရုတာရုပါအရှင်ဘုရား24ပြည့်